အားလုံးပဲမင်္ဂလာပါဗျာကဲတံပြားတွေသူပြားတွေကိုလွယ်လွယ်ဖြတ်ချင်လားဒါမှမဟုတ်မြန်မြန်ဖြတ်ချင်လားဒါမှမဟုတ်လွယ်လွယ်နဲ့မြန်မြန်ဖြတ်ချင်သူတွေအတွက်ကတော့ကျွန်တော်အနေနဲ့ Tidio ရဲ့ Heavy Duty Electric Shear Cutter လုပ်ငန်းသုံးတံပြားဖြတ်တဲ့စက်ကလေးနဲ့မိတ်ဆက်ပေးပါရစေဗျာကျွန်တော်တို့သိတဲ့အတိုင်းပဲတံပြားကိုကြောက်ဆက်နဲ့ဖြတ်လဲရတယ်ဝရိန်နဲ့ဖြတ်လဲရတယ်ဒါပေမဲ့ကြောက်ဆက်နဲ့ဖြတ်မယ်ဆိုရင်တော့တံပြားရဲ့အနားတွေကဖွာမယ်မညီမညာဖြစ်မယ်အဲ့တော့ဒီအနားကိုပဲအချောပြန်တက်ရတယ်ကဲဝရိန်နဲ့ဖြတ်ပြန်တော့လေမြန်တော့မြန်တယ်သူလည်းတခါတလေကြရင်ဖြတ်ထားတဲ့အနားတွေကိုအချောပြန်တက်ရတယ်ဒီဆက်လေးတွေနဲ့ဖြတ်မယ်ဆိုရင်တော့ဒီဖြတ်ထားတဲ့တံပြားရဲ့အနားတွေကညီညာမယ်တက်ရက်မယ်အဲ့ခါကျတော့အချောပြန်တက်စရာမလိုဘူးပြောချင်တာဗျာလုပ်ငန်းခွင်မှာအချိန်ကုန်တက်တာမယ်လူပင်ပန်းတာတက်တာမယ်အလုတ်တွင်တာပေါ့ဒီပြန်ပြီးတော့အချောတက်နေစရာမလိုတော့အလုတ်တွင်တယ်ဒါသူ့ရဲ့ပထမဆုံးအားသာချက်နောက်အားသာချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာသုံးထားတဲ့ဓာတ်သွားလေးတွေဒီဆက်နဲ့သုံးတဲ့ဓာတ်သွားလေးတွေတစ်ချောင်းတစ်ချောင်းကနှစ်ချီသုံးလို့ရတယ်ကဲဒီဆက်လေးတွေနဲ့ stainless steel စတီးပြားထဲမှာအမာစားစတီးပြားပေါ့အမာစားစတီးပြားထဲမှာအထူတွေပေါ့နော်အဲ့အမာစားစတီးပြားအထူတွေကိုဖြတ်မယ်ဆိုရင်တော့ဒီဓာတ်သွားတစ်ချောင်းတစ်ချောင်းကတစ်နှစ်ကျော်လောက်ကိုကောင်းကောင်းသုံးလို့ရတယ်ဒါကသူ့ရဲ့ဒုတိယအားသာချက်နောက်အားသာချက်တစ်ခုကတော့ဒီဆက်လေးတွေကအဖြောင့်ပဲဖြတ်လို့ရတာမဟုတ်ဘူးကွေးကောက်ပြီးတော့လည်းဖြတ်လို့ရတယ်ကဲနောက်ထပ်အားသာချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကြောက်ဆက်တွေဝရိန်နေနဲ့တံပြားတွေကိုဖြတ်ရင်တံပြားရဲ့အနားတွေကအယောင်ပြောင်းတက်တာရှိတယ်အဲ့ဒါမဟုတ်ရင်ဒီတံပြားရဲ့အနားတွေကကွေးကောက်တက်တာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဆက်လေးတွေနဲ့ဖြတ်မယ်ဆိုရင်အယောင်လည်းမပြောင်းဘူးကွေးကောက်တာလည်းမဖြစ်ဘူးပေါ့ဗျာပြီးရင်ကျွန်တော်စီမှာစက်ပစ္စည်းတွေဝယ်မယ်ဆိုရင်ကျွန်တော်ကစက်ပစ္စည်းမှာအဓိကအရေးကြီးတဲ့ဒီဆက်လေးတွေဆိုရင်ပေါ့ဗျာဒီဆက်လေးတွေမှာအဓိကအရေးကြီးတဲ့အပိုပစ္စည်းတွေဖြစ်တဲ့မော်တာရယ်ခလုတ်ရယ်ဂီယာရယ်ပေါ့ဗျာဂီယာရယ်ကိုကျွန်တော်က stock ထားရတယ်အဲ့တော့သုံးဆွဲသူကအချိန်မရွေးဝယ်ယူလို့ရတယ်ပေါ့ဗျာအချိန်မရွေးဝယ်ယူလို့ရတော့ဒီဆက်ကတစ်ခုခုဖြစ်သွားရင်ဆက်ပြက်လို့လုပ်ငန်းကြမ်းကြာမှာကိုလုံးဝစိတ်ပူစရာမလိုဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကပြောချင်တာကလုပ်ငန်းမှာအချိန်ကုန်တက်တာခြင်းနဲ့မြန်မြန်နဲ့ပြီးခြင်းနဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ Tidio ရဲ့ electric shear cutter လေးတွေကိုပြောင်းလဲအသုံးပြုဖို့အကြံပြုပါရစေဗျာ